ဒီနေ့တော့မဟုတ်အခုရက်ပိုင်းပေါ့နော်တကြံလေးရောက်တော့မယ်နော်တင်နန်းသားတွေလည်းစိတ်လှုပ်ရှားနေပြီးတော့ပျောက်ကုန်ကြတဲ့လူတွေကနော်နည်းနည်းလေးတင်နန်းသားတွေလောလောဆယ်နည်းနည်းပျောက်ကုန်ပြီအဲ့ဆိုရင်လောလောဆယ်လောရှိတို့ဒီနေ့တကြံနဲ့ပတ်သက်တဲ့ဟာနည်းနည်းပြောကြမယ်နော်အဲ့ဆိုရင်တကြံကကျတော့ဘယ်လိုပြောရလဲရှာရလားရှာ泼水节泼水节တကြံရောက်တော့မယ်泼水节快要到了泼水节快要到了အဲ့ဆိုရင်သူများကိုဆူတောင်းပေးခြင်းတယ်တကြံမှာပျော်ရွှင်ပါစေလို့ဆူတောင်းပေးပါတယ်祝你泼水节快乐祝你泼水节快乐ဟုတ်ပြီအဲ့ဆိုရင်ကိုတငယ်ချင်းကိုမေးခြင်းတယ်ပေါ့နော်တကြံမှာမင်းပါအစီအစဉ်ရှိလေဘာလို့မှလဲလို့ပြောချင်တာပေါ့နော်အဲ့လဲဆိုရင်ရော泼水节你有什么打算泼水节你有什么打算ဟုတ်ပြီနောက်တမျိုးပြောလို့ရသေးလားရှယ်လို့ရှာ泼水节你有什么安排泼水节你有什么安排ဟုတ်ပြီအဲ့ဆိုမသိသေးဘူးဆိုရင်ရော我还不知道我还不知道အဲ့ချိန်မှပြောမယ်到时候再说吧到时候再说吧အဲ့ဆိုဒီစကားပြောလေးတွေကအခုဆိုရင်တကယ်ချင်းလေးနဲ့တော့ပြောလို့ရပြီပေါ့နော်တရုပ်လို့ဟုတ်လားရပြီလားနော်အဲ့ဆိုရင်တကြံမှာဘာလုပ်မှလဲတကြံမှာဘာအစီအစဉ်ရှိလဲဘယ်သွားမှလဲအဲ့ဒါလေးတွေပြောလို့ရပြီနော်သူတို့တကယ်လို့မှတကြံရောက်ပြီဆိုရင်သူတို့ဆူတောင်းပေးချင်တယ်ဆိုရင်လည်းအဲ့ဒါလေးတွေရပြီဟုတ်လားဟုတ်ပြီအဲ့ဆိုရင်နောက်နေကြမှာပဲတခြားဟာလေးတွေလာ sharing လုပ်ကြမယ်ပေါ့နော်ဒါဆိုရင်လောရှိတို့ဒီနေ့ကတော့တလောက်ပဲပေါ့နော် sharing လုပ်ပေးပါမယ်တကယ်လို့မမိတ်ဆွေတို့ကနော်ကိုယ့်ရဲ့တငယ်ချင်းတွေကိုတယောက်လိုမေးချင်တယ်ဆိုရင်အခုကတည်းကသွားပြီးမေးလို့ရပါပြီအားလုံးကျေးဇူးတင်ပါတယ်谢谢大家再见再见拜拜